Okay ဒီနေ့တော့ကျွန်တော်က application နှစ်ခုပွားနည်းကိုကျွန်တော်တို့ပြောပြမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုး Facebook နှစ်ခုပွားနည်းကိုကျွန်တော်ပြောပြမယ်ဆိုအရင်ဆုံးကျွန်တော်တို့ရဲ့ setting လေးကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ဒါကတော့ phone ရဲ့ setting ဖြစ်ပါတယ် Okay ပြီးရင်ကျွန်တော်တို့ app notification ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီလိုနှိပ်လို့မရဘူးရှာတော့မတွေ့ဘူးရှင် search bar မှာရိုက်ရှာလိုက်ပေါ့နော် Okay ပြီးရင်ကျွန်တော် app clone လေးကိုကျွန်တော်ဝင်လိုက်မယ် app clone ဆိုတာလေးရိုက်ရှာပေါ့နော်ဆိုပြီးဒီထဲမှာကျွန်တော်တို့ဒါ Viber ရှိမှာ Facebook ရှိမှာ Telegram ရှိမှာ Instagram ရှိမှာပေါ့နော်ကျွန်တော်ဖုန်းကကြောင့်အဲ့လေးခုကိုပဲနှစ်ခုပွားလို့ရတယ်ပေါ့တခြားတွေကတော့ဒါပွားလို့မရဘူးလို့ပြထားပါတယ်ဆိုတော့တကယ်လို့ဒီဟာနဲ့လုံးဝအဲ့လိုမျိုးပွားလို့မရအောင်ကျွန်တော်တခြား application 3နည်းကိုကျွန်တော်နောက်ထပ် video တွေမှာထပ်ပြီးတော့လုပ်ပြမယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ဒါ application ပွားနည်းလေးကျွန်တော်ကြည့်လိုက်မယ် Okay ပြီးရင်ဟောကျွန်တော် app clone နဲ့ချက်ဝင်ပေးမယ်ပြီးရင်ဒီထဲမှာ Facebook ဆိုတဲ့နေရာလေးပေါ့နော်ကျွန်တော် Facebook ကိုပွားအောင်ပေး Facebook ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးတဲ့မှာဒီဟာပိတ်နေတာပေါ့နော်အဲ့လိုပိတ်နေတဲ့ပုံစံလေးပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီလိုဖွင့်လိုက်ပါ Okay ဖွင့်ပြီးပြီဆိုရင်ဒီရဲ့များလေးနဲ့ထွက်လိုက်ပါနော်ဒီများလေးနဲ့ချက်ပြီးတော့ထွက်လိုက်ပါထွက်ပြီးဒီလိုကျွန်တော်ပြထားလို့မျိုးပဲဒီလို Facebook နှစ်ခုလေးပေါ်လာနိုင်မှာပေါ့နော်ဆိုတော့အားလုံးပဲစမ်းကြည့်ကြပါဒါပေမဲ့တချို့ဖုန်းတွေကကြတော့ setting ထဲမှာ app clone ဆိုတာလည်းမပါဘူးဖြစ်နေပါတော့အဲ့လိုမျိုးဆိုတော့ဒါလုပ်လို့မရဘူးလို့ပြောချင်တယ်ဆိုတော့တကယ်လို့လုပ်ချင်နေဆိုရင်တော့ဒါကျွန်တော်နောက်ထပ် application အကြောင်းတွေကိုထပ်တင်ပေးမှာဖြစ်တဲ့အတွက်အဲ့မှာပဲစောင့်ကြည့်ပါတော့ကျွန်တော်လုပ်နည်းကိုနောက်ထပ် video မှာထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဆိုတော့လုပ်လို့ရတဲ့လူကလုပ်ပေါ့နော်လုပ်လို့မရတဲ့လူကတော့နောက်ထပ် video ကိုစောင့်ကြည့်ပါလို့ပြောချင်ပါတယ်ကျေးဇူးပါ